အိမ်မဆိုးမနိုးထချင်းနဲ့ Manchester Derby ကောင်းပါလေကို့ပခုံးကိုမိထားနော်အရင်အပိုင်းရဲ့နောက်ဆုံးမှာ Highbury Queen က Thierry Henry ရဲ့အန်အောစရာကိုနဲ့ရှုံးခဲ့ရတဲ့အကြောင်းပြောပြခဲ့တယ်မလားအဲ့ဒီတုန်းကလက်ဖက်ရည်ဆိုင်တွေက73နှစ်အရွယ်ကောင်လေးရဲ့ရှင်ထဲမှာဘလောက်တောင်ခံစားခဲ့ရလဲဆိုတာကိုအခုထိမှတ်မိနေတော့ပဲဒါပေမဲ့လေတကယ်အချစ်စစ်ဆိုတာအခက်အခဲတွေနဲ့ကြုံလာတဲ့အခါပိုပြီးခိုင်မာလာတတ်တယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီယာဒီက United ကစားသမားတွေကကိုယ့်ကိုတက်တည်ပြခဲ့ကြတယ်နာကျင်မှုကနေမွေးဖွားလာတဲ့အင်အားပြင်းထန်တဲ့ရန်ပွဲတစ်ခုဖြစ်ပြီးတဲ့နောက်ကိုရုနှစ်ယောက်ပြန်အဆင်ပြေသွားတဲ့အခါမျိုးတွေကိုကောင်းမလေးမှတ်မိလားအဲ့ဒီအခါမျိုးဆိုရင်တယောက်ကိုတယောက်ပိုပြီးနားလည်လာတယ်ပိုပြီးဂရုစိုက်လာကြတယ်လी United လည်းအဲ့ဒီလိုပါပဲအောက်တိုဘာလ1ရက်နေ့မှာအာဆင်နယ်ကိုရှုံးပြီးတဲ့နောက်သူတို့ရဲ့တွန့်ပြန်ပုံကတကယ့်ကိုကြောက်စရာကောင်းလောက်အောင်ပြင်းထန်တယ်လေငါတို့ကိုလာမဆန်းနဲ့ဆိုတဲ့မာနမျိုးနဲ့ကွင်းထဲမှာခြေစွမ်းပြတော့တာပဲအောက်တိုဘာ14ရက်နေ့မှာ Leicester City ကိုအဝေးကွင်းတွားကန်ရတယ်အဲ့ဒီတုန်းက Teddy Sheringham က2ဂိုးဆိုးရှာက1ဂိုးသွင်းပြီး3-0နဲ့နိုင်တယ်အဲ့ဒီကနေစလိုက်တာကိုတို့ United ရဲ့ယထာကြီးက break ပေါက်သွားသလိုပဲဆက်တိုက်ကိုဒုံးဆိုင်တော့တာအောက်တိုဘာ22ရက်နေ့မှာပြိုင်ဘက်ဟောင်း Leeds United ကို3-0နဲ့ထပ်နိုင်တယ်အောက်တိုဘာ28ရက်နေ့ဆောက်တမ်တန်နဲ့ပြောမှဆိုရင် Teddy Sheringham ကြီးက hat-trick သွင်း Indigo က2ဂိုးသွင်းပြီး5-0နဲ့ကိုအပြတ်အသက်ခြေမွှမ်းပစ်ခဲ့တာအဲ့ဒီအောက်တိုဘာလတစ်လလုံးမှာလက်ဖက်ရည်ဆိုင်တွားရတဲ့ကိုခြေလန်းတွေကပေါ့ပါနေတာပဲပြိုင်ဘက်ပရိသတ်တွေကအာဆင်နယ်နဲ့ပွဲက Honori ရဲ့ဂိုးအကြောင်းပြောပြီးလောင်ချင်နေပေမဲ့ကိုတို့အသင်းကပွဲတိုင်းကို3ဂိုး5ဂိုးစသဖြင့်တွဲပြီးအနိုင်ယူပြနေတော့သူတို့လည်းပါဇက်ပိတ်သွားကြတာပေါ့ကွာကိုဘဝမှာလည်းအဲ့ဒီလိုပါပဲကောင်းပါလိမ့်ရဲ့အပြင်လူတွေကကိုတို့အချစ်အေးကိုဘလို့ပဲဝေဖန်ဘလို့ပဲအဆင်မပြေဘူးလို့ထင်ကိုတို့ကအချင်းချင်းယုံကြည်မှုတွေတစ္ဆာရှိမှုတွေနဲ့တတ်သိပြနိုင်ရင်အဲ့ဒီကောလာဟာလာတွေဆိုတာအလိုလိုပျောက်ကွယ်သွားတာပဲလေအရေးကြီးတာကကိုတို့နှစ်ယောက်ရဲ့လက်တွဲထားမှုမဖြုတ်ဖို့ပါပဲတိတ်ဆိတ်သွားတဲ့အိမ်မီးချင်းဆူများ Manchester Derby နိုဝင်ဘာလကိုရောက်တော့လေထုကနည်းနည်းပိုအေးလာသလိုဘောလုံးရာသီရဲ့အရှိန်လည်းပိုပြင်းလာတယ်နိုဝင်ဘာလထဲမှာရင်ခုန်စရာအကောင်းဆုံးကတော့နိုဝင်ဘာ18ရက်နေ့မှာကန်တဲ့ Manchester Derby ပွဲစဉ်ပဲပြိုင်ဘက်ကတော့တခြားသူမဟုတ်ဘူးမြို့ထဲနေအိမ်နီးချင်း Manchester City ပေါ့ Ferguson ကြီးက City ကိုစူညောင်တဲ့အိမ်နီးချင်းတွေလို့ခေါ်ဘူးတယ်လေသူတို့ရဲ့အိမ်ကွင်းဟောင်း Main Road မှာတွားကန်ရတာမြို့ကန်ပြိုင်ဘက်တွေဖြစ်တဲ့အတွက်လက်ဖက်ရည်ဆိုင်ထဲမှာလည်းအခြေအနေကတင်းမာနေတယ် City ပရိသတ်ကရှားပေမဲ့ Man U ကိုမုန်းတဲ့တခြားအသင်းပရိသတ်တွေအားလုံးက City ဘက်ကနေအားပေးကြတာကိုပွဲမစားခင်ကတည်းကဒီနေ့တော့ Man U ရဲ့အလှဲ့ပဲလို့ကျင်းဝါနေကြတာဒါပေမဲ့ပွဲစလို့2မိနစ်ပဲရှိသေးတယ်ကောင်းပါလေ David Beckham က penalty area ထိတ်နားကနေပြန်တန်ဘောကန်ကွင့်ရသွားတယ် Beckham ကဘောလုံးကိုတေချာချထားတယ်ပြီးတော့သူ့ရဲ့နာမည်ကြီးပုံစံအတိုင်းနောက်ကိုခြေလန်းနှန်းဆုပ်ပြီးညာခြေနဲ့ဝိုက်ပြီးကန်ချလိုက်တာဘောလုံးကလူတန်ဝိုက်ကိုကြော်ပြီး City ဂိုးသမား Nicky Weaver ရဲ့လက်လန်းမမီတဲ့တောင်ထဲမှာလှပပကြီးဝင်သွားတော့တာပဲကွင်းထဲက City ပရိသတ်တွေရောလက်ဖက်ရည်ဆိုင်ထဲက Man U ကိုမုန်းတဲ့သူတွေရောအားလုံးမြင့်တက်သွားကြတယ်ကိုတို့ United ပရိသတ်တွေကတော့ထိုင်စုံပေါ်ကနေခုံထပြီး all hit အောင်ပွဲခံတော့တာပေါ့ကွာအဲ့ဒီတကိုးတဲနဲ့ပွဲပြီးသွားပြီးကိုတို့အသင်းတကိုးမရှိနဲ့နိုင်ခဲ့တယ်အဝေးကွင်းမှာအထူးသဖြင့်ပြိုင်ဘက်အိမ်နီးချင်းရဲ့ကွင်းထဲမှာတွားပြီးအနိုင်ယူရတဲ့အရာတာကဘာနဲ့မှမလဲနိုင်ဘူးကွာအဲ့ဒီနေ့ကိုအိမ်ပြန်လာတော့ရင်ထဲမှာအပုအသင်းဘာမှမရှိသလိုခံစားရတယ်ကိုစော်ကားထားတဲ့သူတွေကိုကိုရဲ့အရွေအသွေးနဲ့တိတ်ဆိတ်သွားအောင်လှုပ်ပြလိုက်နိုင်တဲ့အောင်ပွဲမျိုးလေးမရက်တန်းတဲ့ယထာကြီး73နှစ်အရွယ်ကောင်လေးရဲ့အချစ်ဦး United ကတကယ်ကိုဂန်ဒဝင်းဆန်းခဲ့ပါတယ်အောက်တိုဘာလကစလိုက်တဲ့နိုင်ပွဲဆက်မှုက Leeds, Southampton, Leicester, Coventry, Middlesbrough, Manchester City, Derby County ကနေဒီ
ဒီဇင်ဘာလအစပိုင်း Tottenham Hotspur ကိုနိုင်တဲ့ပွဲအထိ Premier League 10ပွဲဆက်တိုင်အနိုင်ရခဲ့တာကွာ Highbury ရှုံးပွဲကိုခွန်အားယူပြီး League ဇယားရဲ့ထိပ်ဆုံးမှာဘသူမှလိုက်မမီအောင်ကိုဖျက်ပြေးသွားတာအချစ်တစ်ခုမှလည်းအဲ့ဒီလိုတွန်းအားတွေလိုအပ်တယ်ထင်တယ်ကောင်းပါလေရဲ့ကိုရိုညယောက်ကြားမှာအခက်အခဲတွေငိုကြွေးရတဲ့ညတွေရှိခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုအရှုံးမပေးဘဲအတူတကွကြော်ဖြတ်လိုက်နိုင်လို့ဒါအခုလိုချိုးမြက်တဲ့အချစ်ခရီးလမ်းကိုတို့ရောက်လန်းနိုင်ခဲ့တာမဟုတ်လား United ကရှုံးပွဲတစ်ခုကိုတင်ကန်းစာယူပြီး10ပွဲဆက်တိုင်နိုင်အောင်ကစားပြသလိုကိုတို့လည်းအမားတွေကနေတင်ယူပြီးအနာဂတ်ကိုပိုလားပအောင်ဖန်တီးကြမယ်လीနော်ဒီဇင်ဘာလရဲ့အေးတန်ကမြောက်အုတ်ကလာရဲ့ညဘက်လမ်းမော်ဒီပေါ်မှာစတင်လွှမ်းကြုံလာသည် United ကတော့ပူမေးတဲ့အောင်ပွဲတွေနဲ့ရှေ့ဆက်နေသေးပဲဒါပေမဲ့နှစ်ကုန်ပိုင်းရောက်တဲ့အခါမှာတော့ကိုတို့အသေးအသွဲအကျစ်အနေကစားရမယ်ပွဲကြီးတွေထပ်ပြီးစောင့်ကြိုနေပြန်တယ်ကဲဒီနေ့တော့ဒီလောက်နဲ့ပဲအနားယူကြတာအောင်ကိုပြောပြတဲ့အကြောင်းတွေကကောင်မလေးအသွဲနားထောင်လို့ကောင်းရဲ့လားနောက်အပိုင်းမှာ Christmas ကာလရဲ့ပွဲချက်တွေလီဗာပူးနဲ့ထိတ်တိုက်တွေ့ရမယ့်ပွဲတွေအကြောင်းဆက်ပြီးပြောပြမယ်တေချာလေးစောင့်နားထောင်ပေးဖို့ကတိပေးမလား